သားရည်လှပခြင်းကမိန်းကလေးအတွက်အရေးကြီးသလားအသားရည်လှပဖို့အတွက်ဘာတွေလုပ်သင့်တယ်လဲ Oasis Blue Spa ရဲ့ Wellness and Beauty Travel Season လေးပဲဖြစ်ပါတယ်ရှင်အသားရည်လှပခြင်းကမိန်းကလေးတယောက်အတွက်တင်မကဘဲနဲ့တကယ်တော့လူတိုင်းအတွက်အရန်အရေးကြီးပါတယ်ဒီနေ့ခေတ်မှာအသားရည်လှပခြင်းဆိုတာစံနှုန်းသတ်မှတ်ချက်တစ်ခုဖြစ်လို့နေပါပြီ။ဘာဖြစ်လို့လဲဆိုတော့အသားရည်ကျန်းမာစုပြင်းနေတဲ့အခါမိမိကိုယ်ကိုမိမိယုံကြည်မှု self confidence ချက်ချင်းတိုးတက်စေပြီးတော့စိတ်ရွှင်လန်းမှုကိုပါပေးစွမ်းနိုင်လို့ဖြစ်ပါတယ်ရှင်။ဒါအပြင်အသားရည်ကခန္ဓာကိုယ်ရဲ့ကျန်းမာရေးအခြေအနေကိုပြသနေရဲ့အပြင်အလွှာတစ်ခုလည်းဖြစ်တာမို့သူ့ကို cue ဆိုင်ခြင်းကမိမိကိုယ်ကိုချစ်မြတ်လို့ရလည်းရောက်ပါတယ်ရှင်။အသားရည်ကျန်းမာလှပဖို့အတွက်နေ့စဉ်ပုံမှန်ပြုလုပ်တဲ့အခြေခံအကျဆုံးနဲ့အထည်ရောက်ဆုံးနည်းလမ်းလေးတွေကိုအပိုင်းတစ်ပိုင်းခွဲပြီးတော့မျှဝေပေးခြင်းပါတယ်ရှင်။အပိုင်းတစ်ကတော့အပြင်ပန်းအသားရည်ထိန်းသိမ်းခြင်း skin care routines တွေပဲဖြစ်ပါတယ်ရှင်။ Number 1 cleansing, exfoliation, moisturizing နဲ့ sun protection တို့ပဲဖြစ်ပါတယ်ရှင်။အပိုင်းနှစ်မှာတော့အတွင်းပိုင်းကျန်းမာရေးမှာတဆင့်ထိန်းသိမ်းခြင်း lifestyle and diet တို့ပဲဖြစ်ပါတယ်ရှင်။အပြင်ကဘလောက်ပဲ skin care တွေလေးအတွင်းပိုင်းရမကျန်းမာရင်အသားရည်မလှပနိုင်ပါဘူး။ဒါကြောင့်ရေမြမြတောက်ပါအိပ်ရောဝအိပ်ပါအာဟာရပြည့်စုံစွာလုံလောက်အောင်စားသုံးပါတကြားနဲ့အစီအစိမ်းလျှော့စားပါစိတ်ဖိစီးမှုကိုလျှော့ချပါလက်ရှိမှာအသားရည်အတွက်စိုးရိမ်နေရတဲ့ပြဿနာကြီးဖြစ်တဲ့ဝက်ချန်တင်းတိတ်နဲ့အသားရည်ခြောက်တာမျိုးတွေရှိနေရဆိုလို့ရှိရင် Oasis Blue Spa မှာအသေးစိတ်ဆွေးနွေးပြီးတော့ treatment လေးတွေရယူနိုင်ပါတယ်ရှင်